အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel ကနေကြိုဆိုပါတယ်ကိုလင်းရဲ့ YouTube channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်းဖြင့်ကူညီပေးပါလို့မေတ္တာရက်ခံပါဒါပါကိုလင်းဂျင်းကောင်နှစ်ကောင်ဘယ်လိုဂျင်းထဲအောင်လဲဆိုတဲ့ video file လေးကိုပြလာတက်ကြည့်မယ်ပြီးတော့ပလေးပုတ်လူလူကြားတဲ့ဆင်းတဲ့အခါမှာပေါ့နော်ဘလို့အခက်ခဲနေကြုံတွေ့ရတယ်အဲ့ဒါလေးပြောပါဘလို့အခက်ခဲလေးသူတပြည့်ကတော့မြို့ပေါ်ဆိုတာတက်ကိုရွာတွေမှာကျွန်တော်တို့ရဲဘော်တွေစီဝင်ဆင်းတဲ့အခါမှာဟိုတချို့ကသူတို့မဲပေးခြင်းနဲ့ပါတီမရှိဘူးဆိုလို့ချို့တလူမျိုးဖြစ်နေတာမျိုးတွေကျွန်တော်ကြုံရတယ်အဲ့တော့သူတို့မရှိဘူးလေကျွန်တော်တို့88ကာလတည်းကနေဘလို့ဖြတ်တန်းလာခဲ့တယ်အဲ့တော့ကျွန်တော်တို့ဟာခင်ဗျားတို့အတွက်ရွေးချယ်စရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ရှင်းပြတော့အတက်တရောနဲ့ဝမ်းမြောက်ဝမ်းသာကြိုးဆိုကြတာတွေတွေ့တယ်ကြိုးဆိုကြတာတွေအဲ့လောက်ပဲရက်ဆိုတော့တေးကြတယ်မင်းပြောတာကြက်ခိုင်ရောတော့မပေးချင်ဘူးကွာဟုတ်လားမ NLD မရှိတဲ့အတွက်မင်းကလည်း88တုန်းကလောက်ခဲ့ပြီးတော့အခုနောက်ပိုင်းကျတော့ဂျင်းတဲ့နေရာဆိုတော့မင်းပါတီကိုပေးဖို့ဒါမျိုးပြောချင်တာပေါ့လာပါဘာတွေထက်ဂျင်းတဲ့ကိုဂျင်းထဲမှာတော့မကောင်းတယ်နော်မျိုးသားဒီမိုကရေစီပွဲချုပ်မရှိတဲ့အတွက်တိတ်ပျော်ပြီးတော့မင်းတော့စင်နေတာလာပါတော့လဲအောင်တချို့ကြတော့ကျွန်တော်တို့ကဟိုနယ်မြေလုံခြုံရေးအခြေအနေတွေနောက်ဗန္နာရေးအခြေအနေတွေအစရှိတဲ့ဖြင့်ဗန္နာရေးမလို့တချို့ဟိုပြောရင်တော့နေရာအနှံ့ကိုမရောက်နိုင်သေးတဲ့အခါကျတော့ဘက်ကပြည်သူကမျှော်နေတယ်ကျွန်တော်တို့ကမရောက်နိုင်သေးတာတွေလည်းရှိတယ်ဆိုတော့အဲ့ဒီအတွက်ကိုဂျားကနေပေါင်းကူးပေးမဲ့ပုံကိုယ်တွေရှိလာတယ်ကျွန်တော်တို့ကပို့ပြီးတော့ခြေပြန့်လာမယ်လို့မြင်တယ်အဲ့တော့နောက်တစ်ခုကတော့ပြဿနာကဘယ်အသီးသီးရဲ့စိန်ခေါ်မှုတွေဒါပြီးတော့ဘက်ကကြတော့ကျွန်တော်တို့စိုင်းမုတ်တွေဖြည့်ဆည်းခံရတာတွေရှိတယ်နောက်ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေကိုရုပ်သိမ်းဖို့အတွက်ဖိအားပေးတာချင်းချောက်တာတွေကြုံရတယ်လွင်မြင့်နောက်တစ်ခုကကြတော့ပြဿနာကဟိုအုပ်ချုပ်ရေးနယ်ပယ်တွေထဲမှာတချို့အစိတ်ပိုင်းကကြတော့ဘယ်ပါတီဘက်ကိုမှမလိုက်ဘူးသူတို့ကသူတို့တာဝန်ကိုပဲသူတို့မှန်မှန်ကန်ကန်လုပ်တဲ့ပုံကိုယ်တွေရှိတယ်လို့ဟိုရခင်ကတည်းကအကူကြီးညီလေးဆက်ဆံရေးတွေဟိုဆရာတပည့်ဆက်ဆံရေးတွေအချိန်မသေးတာပေါ့ဆိုတော့အဲ့ဒီလိုဟာမျိုးတွေကိုလည်းကျွန်တော်တို့ဌာနဆိုင်ရာတွေအုပ်ချုပ်ရေးအပိုင်းတွေမှာတချို့ကျွန်တော်တို့ကတွေ့ရတယ်အဲ့ဒါကိုတချို့ကကြတော့လေကို့မှာရခင်ကရှိတာတော့အချိန်ဟောဩဇာကိုသုံးတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့မကြာခဏပြောပြတယ်ကျွန်တော်တို့ကနိုင်ငံရေးကိုနီးမှန်လမ်းမှန်နိုင်ငံတော်မှာချစ်ထွန်းအောင်မြင်စေခြင်းနဲ့ဆိုရင်ဟိုအာဏာနဲ့ပတ်စံရှာတယ်ပတ်စံနဲ့အာဏာကိုပြန်ဝယ်တယ်ဆိုတာမျိုးအဲ့ဒီတန်တရားဒီစိုးသွမ်းတန်တရားကြီးကိုဖျက်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကပြည်သူနဲ့လုတ်ပိုင်ခွင့်ကိုတောင်းတယ်လုတ်ပိုင်ခွင့်နဲ့ပြည်သူကိုပြန်အကျိုးပြုတယ်ဆိုတော့နိုင်ငံရေးပေါ်ပေါက်လာဖို့လိုတယ်အဲ့ဒါလို့မဟုတ်ရင်အာဏာအဓိကဆိုတဲ့အာဏာဥတီချက်နဲ့သွားတဲ့နိုင်ငံရေးဟာပြည်သူအတွက်ပျောက်တယ်လို့ဖြစ်เนาะဒါကြောင့်မလို့ကျွန်တော်တို့ကပြည်သူကိုကိုစားပြုခွင့်တောင်းမယ်ကိုစားပြုခွင့်ရရင်ပြည်သူကိုပြန်ပြီးတော့ဝန်ဆောင်မှုပေးမယ်အကျိုးပြုမယ်ဆိုတော့ပြည်သူနဲ့ဒီအာဏာဆိုတာကြီးကိုကျွန်တော်ကဟိုပြောရင်ယွန်စရာကြီးလို့ဖြစ်နေလို့အာဏာနဲ့ကိုစားပြုခွင့်နဲ့အဲ့ဒါကိုကျွန်တော်တို့ကအပြန်အလှန်ထိန်းကျောင်းတဲ့နိုင်ငံရေးစနစ်မျိုးကိုကျွန်တော်တို့အဓိကဖြစ်စေချင်တယ်တိုက်ရောက်ကိုကြီးမင်းငိုနေရလားမင်းငိုမနေနဲ့ကိုကြီးညီလေးကိစ္စတွေကျိုးစီးပွားတွေကျွန်တော်နောက်ခံတွေမင်းငိုတမ်းပါကြီးတွေနဲ့ရှောက်ပြောနေတွေ့ရတော့ဝမ်းတော့တာတယ်ကွာမင်းထိလာတော့နာလာတယ်မင်းတို့လွတ်လပ်မှုမရှိဘူးလေအဲ့ဒါပြည်သူဘာလို့ထပ်ပြီးကျင်းထဲတာလဲမင်းတို့တရားမျှတမှုမရှိဘူးလေပြည်သူဘာလို့ကျင်းထဲနေရလဲဟမ်မင်းတို့မှာဒန်းလူညီမျှမှုမရှိဘူးလေပြည်သူဘာလို့ကျင်းထဲနေရလဲမင်းခံစားချက်တွေကိုတူတက်နဲ့ပနတ်နဲ့ကိုင်းညီတွေဆက်ဆက်ရေးနဲ့ငွေရှာထားပြီးတော့အာနာနဲ့ငွေကြေးနဲ့အာနာမင်းဘာအခုမှကြောက်ပါပြီလဲကိုကြီးဘာအခုမှကြောက်ပါပြီမင်းကလေမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မပါတဲ့အတွက်မင်းကိုမင်းထင်းနေစွတ်ကြည့်ပြီးတော့မင်းမိသားစုကောင်းစားဖို့အတွက်ပြည်သူကိုဂျင်းထက်ယုံတက်ဒီရွေးကောက်ပွဲမဖြစ်အောင်လုပ်တယ်ရပြည်သူကိုစစ်ကြွစနစ်တဲတွတ်သွင်းနေတဲ့အတွက်မင်းကတမိုင်းရဲ့တရားခံပဲအခုမင်းမဲစခံနေရပြီမင်းမလွတ်လပ်မှုတွေမညီမျှမှုတွေတန်းတူရည်တူမရှိမှုတွေမင်းတနေ့ပိုပြီးခံစားနေရပြီအဲ့အတွက်မင်းနောင်တမြန်ရပါစေလို့ပြောနေနေကုန်းချုပ်တယ်အားလုံးကျေးဇူးတင်ပါရေးတော့အောင်ပါပဲ